မြန်မာနိုင်ငံတဝန်းလုံးနှင့်ကမ္ဘာတဝန်းရှိကချင်တိုင်းရင်းသားလူမျိုးစုများအများစုဖြင့်ဖွဲ့စည်းထားသောနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ဖြစ်ပါသည်ထို့ပြင်မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်၏အဖွဲ့ဝင်တစ်ပါးအဖြစ်ကမ္ဘာနှစ်ချင်းအဖွဲ့ချုပ်၏အဖွဲ့ဝင်ဖြစ်ကာတန်ပေါင်း2000ကျော်သောကမ္ဘာတဝန်းရှိခရစ်ယာန်ဘာသာဝင်များနှင့်ဆက်သွယ်နေသောအဖွဲ့ချုပ်ဖြစ်ပါသည်ကချင်နှစ်ချင်းခရစ်ယာန်အသင်းသူအင်သားများသည်ငြိမ်းချမ်းခြင်းနှင့်တရားမျှတမှုကိုအလေးထားတာဝန်ထားသူများဖြစ်ကြပါသည်2010ခုနှစ်ဒီခါမှာ2011ခုနှစ်ဇွန်လ9ရက်နေ့မှာကချင်ဒေသအတွင်းစတင်ဖြစ်ပွားသောစစ်မီးသည်နိုင်ငံတော်သမ္မတမှကချင်ဒေသအတွင်းထိုးစစ်ရရန်အတွက်2011ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တစ်ကြိမ်2013ခုနှစ်ဇန်နဝါရီလ19ရက်နေ့တွင်တစ်ကြိမ်အပြစ်အခတ်ရစဲကြီးညာချက်များထုတ်ပြန်ခဲ့တော်လဲယနေ့အချိန်ထိဓာတုလက်နက်အပါအဝင်လက်နက်ကြီးများစစ်ရဟရင်တိုက်လေယာဉ်များဖြင့်အင်အားအမြောက်များစစ်အင်အားအမြောက်များအသုံးပြုကာထိုးစစ်ဆင်နေပါသည်ထို့သောထိုးစစ်ဆင်မှုကြောင့်နှစ်ဖက်အရာရှိစစ်သည်အများအပြားတပ်ပေးခဲ့ရခြင်းအပြစ်မဲ့ပြည်သူများမြောက်များစွာထိခိုက်သေးခြင်းပြီးအသက်အိုးအိမ်ပျက်စီးဆုံးရှုံးနေခြင်းသည်နိုင်ငံတော်နှင့်နိုင်ငံသားများအားလုံး၏ဆုံးရှုံးမှုဖြစ်ပါသည်လက်ရှိအချိန်တွင်စစ်ပြေဒုက္ခသည်များတသိန်းကျော်ရှိနေပြီဖြစ်ပါသည်ဤစစ်တမ်းကြောင့်မိမိတို့အသင်းသားများနေထိုင်ရာကြေးရွာပေါင်း200ကျော်ပျက်စီးဆုံးရှုံးခံခဲ့ရသည့်အပြင်မိမိတို့တန်ဖိုးထားသောအရှင်မြတ်သည့်ဖျားဝုပြုကြောင်း66ခုအားဖျက်ဆီးခြင်းအချို့ဖျားဝုပြုကြောင်းများတွင်ညဉ့်ညမ်းရုံညံ့သည့်လောက်ရများလှုပ်ဆောင်ခြင်းကြုံတွေ့နေရသည့်အပြင်စစ်ရေးအခြေအနေများပုံမပြင်းထန်ဆိုးဝါးလာနေသောကြောင့်ကချင်နှင့်ချင်းခရစ်ယာန်အဖွဲ့ချုပ်မှလွန်စွာစိုးရိမ်ကအောက်ပါချက်များကိုအလေးနဲ့ထားထုတ်ဖော်တောင်းဆိုတိုက်တွန်းအပ်ပါသည်နံပါတ်1နိုင်ငံတော်သမ္မတ၏ထာဝရငြိမ်းချမ်းရေးလမ်းပြမြေပုံဖော်ဆောင်နေသည့်ကာလအတွင်းတိုင်းရင်းသားညီကိုများအကြားယုံကြည်မှုနှင့်စီးလုံးညီညွတ်ရေးကိုထိခိုက်ပြတ်ပြားစေသည့်ကချင်ဒေသအတွင်းစစ်ရေးတိုက်ခိုက်မှုများကိုချက်ချင်းရပ်တန့်ပေးရန်နံပါတ်2အပြစ်မဲ့ပြည်သူများ၏အဖက်ဖက်သောလုံခြုံရေးကိုရှေ့ရှု၍ကုလသမဂ္ဂနှင့်နိုင်ငံတကာလူသားချင်းစာနာပတ်ထားသောအကူအညီပေးသည့်အဖွဲ့အစည်းများအားအကူအညီလိုအပ်သည့်နေရာများအားလုံးသို့အတားအဆီးမရှိအမြန်ဆုံးနှင့်အထီးရောက်ဆုံးကူညီခွင့်ပေးရန်နံပါတ်3ပြည်သူများအားဥပဒေမဲ့တိတ်တဆိတ်ဖန်ဆီးခြင်းလုံခြုံရေးအကြောင်းပြပြီးမတရားဖန်ဆီးခြင်းစစ်ရှောင်စခန်းများသို့ပြစ်ခတ်ခြင်းမီးရှို့ခြင်းအမျိုးသမီးများအဓမ္မပြုကျင့်ခြင်းများမပြုလုပ်ကြပါရန်နှင့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာသဘောတူညီချက်များကိုလေးစားလိုက်နာရန်နံပါတ်4အတ္တမနည်းဖြင့်ငြိမ်းချမ်းရေးရယူရန်ကြိုးပမ်းခြင်းသည်ရည်ရှိတည်တတ်မည်ဟုမယုံကြည်ပါစစ်မှန်ပြီးတရားမျှတသောငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက်တိကျသောမူဝါဒများလုပ်ငန်းစဉ်များချမှတ်ကာနိုင်ငံရေးတွဲဆုံဆွေးနွေးခြင်းအမြန်ဆုံးပြုလုပ်တရားသဖြင့်စီရင်သောရှင်ဘုရင်သည်တိုင်းပြည်ကိုတည်စေတတ်၏ကစိုးစားသောရှင်ဘုရင်မူကားတိုင်းပြည်ကိုမှောက်လှန်တတ်၏သုတ်တန်ကျမ်းခန်းကြီး29အငယ်4ဖြစ်ပါတယ်ဆက်လက်ပြီးတော့ကြောင်းညာစရာ